ပိသက်ကြီးအားလုံးပဲမင်္ဂလာရှိသောညချမ်းလေးဖြစ်ပါစေခင်ဗျာကျွန်တော်ကတော့စာရေးသူနေတဲ့လက္ခဏာပဲဖြစ်ပါတယ်ဒီနေ့မှလည်းကျွန်တော်ရဲ့ဝိညာဉ်ဆိုရင်မရဏအညူအပိုင်းလေးလေးဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပိသက်ကြီးအားလုံးခံစားနာဆင်ပေးပါဥဩဘာဒသည်မျက်လုံးကိုမှိတ်ကရှေးဟောင်းမန္တန်တစ်ပုဒ်ကိုတိုးငင်းစွာရွတ်ဆိုလိုက်သည်ထိုတံပေါ်လာသည်နှင့်အခန်းအတွင်လေတုတစ်ခုလုံးလေးလံလာပြီးမိတောက်များတစ်ဖြက်ဖြက်လှုပ်ရှားလာသည်မိစ္ဆာသည်ယုဒိရဲ့မျက်နှာပြတ်သွားပြီးနောက်သို့တလှမ်းဆုပ်ကအံကျိတ်လိုက်သည်ဟာမင်းမဒီလိုပစ္စည်းတွေရှိနေသေးတာလားယူဩဘာဒသည်အေးဆက်စွာပြုံးလိုက်သည်အခုညမင်းကိုငါမဖမ်းပါဘူးမင်းဘယ်သူလဲဆိုတာငါ့ကိုအမှန်တိုင်းပြောငါကအရေးမကြီးဘူးအရေးကြီးတာကမင်းကောင်းကောင်းတတိထားနေမင်းရဲ့တိမ်နေစေတော့မယ်အခုငါပြန်မယ်ငါ့ကိုပြန်လှုပ်ပြီးတော့ဆရာစုပ်မင်းကိုငါဒါပြောချင်လို့လာခဲ့တာဦးဩဘာဒသည်မျက်နှာတင်းတင်းဖြင့်ပြန်ပြောလိုက်သည်မင်းဒီလိုလွယ်လွယ်နဲ့ပြန်လို့ရယူလားငါနာမည်ဩဘာဒပေါ့မင်းကိုဘယ်သူခိုင်းတာလဲမှန်မှန်ဖြေစမ်းထိုစကားကြားသည်နှင့်မတ်ဖြူ၏မျက်နှာပေါ်တွင်အေးဆက်သောအပြုံးတစ်ခုပေါ်လာသည်အေးငါလည်းပြောမှာပါမင်းမေးမမလားလို့စိတ်ပူနေတာမင်းစက်ကကိုမှတ်မိသေးလားထိုစကားတစ်ခွန်းကြောင့်ဦးဩဘာဒ၏မျက်နှာအယောင်ဆက်ရှင်းပြောင်းလဲသွားသည်အံ့ဩထိတ်လန့်မှုများမျက်လုံးထဲတွင်အထင်သာပေါ်လာသည်ကိုတုတ်ကြီးနှင့်ရွာသူရွာသားများလည်းတယောက်မျက်နှာတယောက်ကြည့်ရင်ထိတ်လန့်တုန်လှုပ်သွားကြသည်ဦးစက်ကကိုဦးဩဘာဒနှင့်အတူရွာသူရွာသားများကဝိုင်းဝန်းတပ်ဖြတ်ခဲ့ကြသည်မဟုတ်ပါလောဦးစက်ကတွင်အားကိုရသောတပည့်အရင်တဦးချီသည်ထိုသူမှာကဒေဝကဦးဩဘာဒကအတန်တုံတုံဖြင့်မေးလိုက်သည်မင်းဘာပြောရတာလဲစက်ကဟုတ်လားစက်ကကိုငါလက်နဲ့တက်ခဲ့တာသူကခုထိမသေးသေးဘူးလားမဖြစ်နိုင်ဘူးမတ်ဖြူဤနှုတ်ခမ်းတောင်များကွေးညွတ်သွားပြီးကြောက်မက်ဖွယ်ရေတံနှင့်အတူပြန်ဖြေသည်မသေးဘူးကွမင်းဘဝရဲ့နေဝင်ခြင်းကိုငါတင်းချိုင်းကနေစောင့်ကြည့်နေမယ်ငါဘသူလဲဆိုတာမင်းသိလားငါကဒေဝကပဲမင်းတို့ငါ့ကိုတစ်ခါတတ်ပြီးပြီဒါပေမဲ့နောက်တစ်ခါတော့မရတော့ဘူးမင်းရဲ့အစီအရင်တွေကိုငါထိတ်လန့်နေဒါပေမဲ့မင်းရဲ့အစီအရင်တွေကငါ့ကိုချုပ်နှောင်နိုင်တော့မစွမ်းသေးဘူးကွာဒေဝနဲ့စက်ကပြန်လာပြီမင်းတို့တရွာလုံးအသေးစိုးနဲ့သေးရမယ်အားလုံးကိုငါတို့လက်စားပြန်ရှင်မယ်ထိုစကားတန်ဆုံးသက်သွားသည်နှင့်မတ်ဖြူတယောက်ခန္ဓာကိုယ်အင်အားများကုန်ခန်းသွားသလိုပျောက်ခွေ၍မြေပေါ်သို့လဲကျသွားသည်အနီးအနားရှိရွာသားများကအလံတကြားပြေးလာကဝိုင်းဝန်းလှုပ်လို့ကြသည်ခဏအကြာတွင်မတ်ဖြူကမျက်လုံးကိုဖြင်းချင်းစွာဖွင့်လာပြီးပတ်ဝန်းကျင်ကိုအံ့ဩစွာလိုက်ကြည့်နေသည်သူမ၏ပုံစံမှာကအယူတယောက်နှင့်ပင်တူနေလေရှိပြီကိုတုတ်ကြီးလူတွေအများကြီးပါလားဆရာကြီးလည်းရောက်နေတယ်ဘာဖြစ်တာလဲသူမ၏မိကွန်းတွင်ဘာမှမသိသောအမှုအရာသာရှိနေသည်ကိုတုတ်ကြီး၏မျက်နှာမှာမကောင်းလာပြီရွာသားများအားလုံးလည်းစိုးရိမ်ထိတ်လန့်မှုများဖြင့်ငြိမ်သက်နေကြသည်ထို့နောက်ကိုတုတ်ကြီးကဖြစ်ပျက်ခဲ့သမျှကိုမတ်ဖြူအားအစာအဆုံးရှင်းပြလိုက်သည်အားလုံးပြီးဆုံးသွားသောအခါရွာသားအရှို့ကဆရာကြီးဦးဩဘာဒကိုအိမ်တိုင်ရာရောက်ပြန်လဲလိုက်ပို့လိုက်ကြပြီးကြံရွာသားများလည်းမိမိတို့ရင်ထဲရှိစိုးရိမ်ကြောက်ရွံ့မှုများကိုကိုစီတင်ဆောင်လျက်အရှို့ပြန်လဲထွက်ခွာသွားကြတော့သည်ဦးဩဘာဒသည်မျက်နှာတစ်ချက်ကိုမော့လိုက်ပြီးအဝေးသို့ဆူဆက်ကြည့်လိုက်သည်သူ၏အင်္ဂလိပ်ထဲတွင်တိတ်ဆိတ်လျက်ညအမောင်သည်တုတ်တံဘက်မှခွေးဥတန်တစ်ချက်ထပ်မံထွက်ပေါ်လာပြန်သည်
ဥဩဝါဒတိတ်တဆိတ်ရင်ထဲတွင်ပြောလိုက်သည့်တကားကဤစစ်ပွဲအခုမှစတာပါလားဒီတပွဲကသွေးချောင်းစီတော့မယ်ဥဩဝါဒသည်မျက်နှာတင်းတင်းဖြင့်တိုးညင်းစွာပြောဆိုလိုက်သည်ထိုစဉ်သူ၏မိမအားခေါ်၍မိမငါတို့သားလေးအတွက်ကိုစဉ်းစားရတော့မယ်ရွာသားတွေအားလုံးကိုငါတတ်နိုင်သူဆောက်ရှောက်မယ်ဒေါ်တီတီမေ၏မျက်နှာများတွင်စိုးရိမ်မှုများပုံမတိုးလာသည်အကိုဘာဖြစ်တာလဲခုနလူနာသွားကြည့်တာအဆင်မပြေဘူးလားဘယ်လိုတွေဖြစ်လာလို့လဲထိုအခါဥဩဘာသာသည်သူဖြစ်ပျက်ခဲ့သည်များကိုဒေါ်တီတီအားတစ်ခုချင်းပြန်လည်ရှင်းပြနေသည်ထိုအခါဒေါ်တီတီမှကိုဒီတခါအဲ့ဆိုရင်အရင်လိုမဟုတ်တော့ဘူးကိုဒီဒေဝဆိုတဲ့အကောင်ကမသေးဘူးသူကတာမန်လူလည်းမဟုတ်တော့ဘူးဥဩဘာသာသည်ခဏမျှငြိမ်သက်သွားပြီးနိုင်ရန်ပေါ်ရှိစီမီတိုင်ကိုစူးစိုက်ကြည့်လိုက်သည်မီလီယံတစ်ဖြက်ဖြက်လှုပ်ခါနေသည်ငါသိတယ်အဲ့ဒါကြောင့်ပဲဒီတခါငါတယောက်တည်းမဟုတ်ဘူးသူဤစကားတန်ရင်အိမ်တစ်ခုလုံးဟုတ်ကဲ့ပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တင်ဆက်ပေးခဲ့တာကဝိညာဉ်စိုးရဲ့ဗရဏအညိုအပိုင်း3ဖြစ်ပါတယ်ခင်ဗျာနောက်နေ့များလည်းဆက်လက်တင်ဆက်ပေးဦးမှာမို့လို့ channel လေးကို like and subscribe လုပ်ခဲ့ဖို့တောင်းဆိုပါတယ်ခင်ဗျာဘေးနား notification လေးကိုလည်းနှိပ်ပေးသွားကြပါဦးတောင်းဆိုပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ကတော့နေတဲ့ရတခဏပဲဖြစ်ပါတယ်အားလုံးကျမဆန္ဒကြပါစေခင်ဗျာ